Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကြတော့ကျွန်တော်တို့ဒီ video editing နဲ့ပတ်သက်တဲ့အကြောင်းအရာလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ video editing အခြေခံကိုလေ့လာနေတဲ့သူတွေအတွက်ပေါ့နော်အရန်ကုန်မှာအဆင်ပြေပြီးတော့လုပ်ရတာလွယ်ကူတယ်မြန်မာဖောက်တွေလည်းမမကကအသုံးပြုလို့ရတယ်လလပပလေးတွေလည်းထည့်လို့ရတယ်ပေါ့နော်အဲ့ software လေးနဲ့ကျွန်တော်လုပ်ပြပေးသွားမှာဖြစ်ပါတယ် video edit ကိုကြွကျင်တဲ့သူတွေကကြတော့ဒီ video file လေးကိုကြော်သွားပေးဖို့တောင်းဆိုချင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီ video လေးကိုစလိုက်ကြရအောင်နော်ကျွန်တော်တို့ပထမဦးဆုံးကျွန်တော်တို့မိမိရဲ့ဖုန်းမှာဒီ install software လေးဆိုတာမရှိဘူးဆိုရင်ကျွန်တော်တို့ဒီ Play Store သွားပြီးတော့ဒီ Play Store မှာသွားပြီးတော့ download ဆွဲလိုက်ပါတကယ်လို့ရှိပြီးသားလူတွေကကြတော့လဲ open ကိုဖွင့်လိုက်ပေါ့နော်ဖွင့်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့က video edit လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ video edit ဆိုတာလေးကိုရွေးချယ်သွားပေးပါမယ်ခင်ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ new ဆိုတဲ့ဟာလေးပေါင်းလက္ခဏာလေးကိုကျွန်တော်လည်းလည်းတစ်ချက်ထောက်လိုက်ပါပြီးပြီဆိုရင်ကျွန်တော်တို့ဒီ video file လေးကိုပေါ့နော် video file လေးတစ်ခုကိုရွေးချယ်သွားပေးပါမယ်ခင်ဗျာကျွန်တော်တို့ video မှာစာတန်းထိုးမယ်ဆိုရင်ပေါ့နော်ဥပမာဒီမှာကျွန်တော်ဒီ video file လေးကိုကျွန်တော်ရွေးလိုက်ပါမယ်ခင်ဗျာကျွန်တော်ရဲ့ video file လေးပဲဟုတ်ပြီနော်ပြီးလို့ရှိရင်ဒီနေရာလေးမှာတွေ့ရလားမသိဘူးဒီမှာလေး in short ဆိုပြီးတော့ကျွန်တော်တို့ logo လေးပါတယ်နော်အဲ့ logo လေးကျွန်တော်တို့ကမပါအောင်အဲ့အမြောက်လက္ခဏာလေးကိုကျွန်တော်လက်လေးနဲ့တစ်ချက်ထားပြီးတော့ free remove ဆိုတာလေးကျွန်တော်လက်တစ်ချက်နှိပ်ပေးလိုက်ပါအဲ့ဒါဆိုသူအကြောညာလေးခဏဝင်ပါလိမ့်မယ်ကျွန်တော်တို့ခဏလေးစောင့်ပေးလိုက်ပါပြီးအမြောက်လက္ခဏာလေးနှိပ်ပေးလိုက်အဲ့ဒါဆိုကျွန်တော်တို့ဒီ free ဆိုတဲ့ဟာလေးပျောက်သွားတော့ဗောနော်အဲ့ logo ဆိုတဲ့နေရာလေးပျောက်သွားပြီးပြီဆိုရင်ကျွန်တော်တို့ကဗီဒီယိုပဲ site နဲ့လုပ်မှလဲအဲ့ site လေးကိုကျွန်တော်တစ်ချက်ရွေးပေးရမယ်နော်ကျွန်တော်ဒီမှာတမန်ရိုးပုံမှန်ကျတော့ဒီမှာကိုရဲ့ original ပေါ့နော်ကိုရိုက်ထားတဲ့ original file ပေါ့နော်ဒီထဲမှာကျွန်တော်တို့က YouTube version နဲ့သွားမှလားပေါ့နော်ပြီးလို့ရှိရင်လူရနဲ့သွားမှလား TikTok မှာတင်မှလားအဲ့လိုမျိုးပေါ့နော်ကျွန်တော်ကတော့တမန်ရိုးဆိုရင်တော့ဒီရိုးဆိုရင်ဒီ3လေးကိုပဲရွေးတာများတာပေါ့နော်ဒါမိမိတို့ကြိုက်နေတဲ့ဟာလေးနဲ့တွားလို့ရတယ်ပေါ့နော်ဒူရီယာ Facebook ရဲ့ Real တွေမှာတင်မယ်ဆိုရင်6နဲ့တွားတာပေါ့နော်ကျွန်တော်ကတော့ပုံမှန်ဆိုရင်တော့ဒါ4-3နဲ့ပဲတွားတာများပါတယ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဗီဒီယိုမှာစာတန်းထုတ်မှာပေါ့နော်ဒီမှာကျွန်တော်ပြောတဲ့စကားကိုကျွန်တော်ဗီဒီယိုစာတန်းထုတ်မယ်တစ်ချက်ကျွန်တော်တို့ဗီဒီယိုလေး play ကြည့်အောင်နော်ဒီမှာဆိုရင်ဒီနေ့ဆိုတဲ့ဟာလေးကိုကျွန်တော်ကျွန်တော်မလို့အပ်တဲ့ဟာလေးကိုကျွန်တော်ဖြတ်လိုက်မှာပေါ့နော်ကျွန်တော်နည်းနည်းပူနေတဲ့ဟာလေးကိုကျွန်တော်လက်လေးနဲ့ထောက်လိုက်ပါကိုရဲ့ဒီဗီဒီယိုထည့်ထားတဲ့ဗီဒီယိုလေးလက်လေးနဲ့တစ်ချက်ထောက်ပြီးလို့ရှိရင်ဒီအပေါ်မှာဒီမှာ space ဆိုတာလေးရှိတယ်နော်ဒါလေးလက်လေးနဲ့တစ်ချက်လိုက်နှိပ်လိုက်တဲ့ခါကျလို့ရှိရင်ဒီမှာကိုမလို့တဲ့ file လေးဆိုရင်လက်လေးနဲ့တစ်ချက်ပြန်ထောက်ပြီးရင်မိုက်ဘုတ်ထဲကိုထည့်ပေးလိုက် delete လုပ်လိုက်အဲ့ဒါဆိုရင်ထွက်သွားလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ play ကြည့်မယ်နော်ဟုတ်ကဲ့အဲ့ဒီမှာဆိုရင်ကျွန်တော်ဒီ video file လေး play ပြီးတော့ကျွန်တော်လိုတဲ့အပိုင်းလေးယူမှာပေါ့နော်ဒီနေ့ကျွန်တော်ရဲ့မွေးနေ့မှာကျွန်တော်သမီးနဲ့အိမ်နဲ့ချစ်ပြီးတော့ပေါ့နော်စုပ်လေးနဲ့ထည့်ပြီးတော့လဲလမ်းမှာလိုက်ပြီးတော့နည်းနည်းများတာပေါ့နော်နည်းနည်းများကျွန်တော်တူတူလေးပဲယူမယ်ဗျာဒီနေ့ကျွန်တော်ရဲ့မွေးနေ့မှာဒီမှာကျွန်တော်တို့မွေးနေ့မှာပေါ့နော်ဒါလေးပဲကျွန်တော်ဖြတ်လိုက်မယ်တူတူတုတ်လေးပဲကျွန်တော်လုပ်ပြီးလို့နော် video file site တွေလည်းအရင်မကြည့်ရအောင်ဒီနေ့ကျွန်တော်ရဲ့မွေးနေ့မှာဒီနေ့ကျွန်တော်ရဲ့မွေးနေ့မှာဆိုတဲ့နေရာလေးမှာကျွန်တော်စာရေးမယ်ဗျာစာရေးမယ်ဆိုကျွန်တော်ဒီ T ဆိုတဲ့စလုံးလေးကိုတစ်ချက်လိုက်လေးနဲ့ချက်ထောက်ပါပြီးလို့ရှိရင်ဒီ T ဆိုတဲ့ပေါက်လက္ခဏာလေးပြန်နှိပ်ပါနော်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့စာရေးမယ်ဗျာဒီနေ့ကျွန်တော်ရဲ့မွေးနေ့ပေါ့နော်မွေးနေ့မှာအဲ့လိုပေါ့နော်မွေးနေ့မှာဒီစာလုံး site လေးကိုကျွန်တော်တို့သေးချမယ်ဆိုရင်ဒီမှာဒီအမြင့်ချောင်းလေးနဲ့မြင့်ချောင်းလေး3ချောင်းရှိတယ်အဲ့မြင့်ချောင်းလေး3ချောင်းကျွန်တော်လက်လေးနဲ့တစ်ချက်ထောက်လိုက်ပါထောက်ပြီးပြီဆိုရင်ကျွန်တော်အပေါ်ဆုံးက78ဆိုတဲ့ဒီ78ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တိုး short လုပ်လို့ရတယ်ဗျာအကြည့်အသေးလုပ်လို့ရတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာဆိုကျွန်တော်အဲ့လောက်ထားလိုက်မယ်ပြီးလို့ဆိုကျွန်တော်တို့လက်လေးနဲ့အောက်ကိုရွှေ့လိုက်ပါပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် color ပြောင်းချင်လိုက်ရင်ဆိုရင်လည်းဒီမှာ color လေးပြောင်းလို့ရတယ်เนาะဒီအယောင်စုံလေးနေရာလေးမှာ color ချိန်လို့ရတယ်ပြီးလို့ရှိရင်ဒီအောက်ကဟာလေးကကြတော့စာလုံးအကျယ်အတိုးအကျယ်လုပ်လို့ရတယ်ပေါ့နော်
ဒီလိုမျိုးပေါ့လူတူးကျလုပ်လို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ animation ထက်မှာပေါ့နော်စာတန်းအဝင်အထွက်ပေါ့နော်ဘယ်လိုပုံစံလေးတွားချင်တာလဲအဲ့ဟာလေးနေပြီးတော့ကျွန်တော်တို့ဒီကိုတွားကျင်တဲ့ animation ပုံစံလေးတွေပေါ့နော်အဝင်ဆိုရင်တော့ဒီမှာအင်ဆိုတာလေးပြထားပါတယ်ဒါအဝင်ပေါ့နော်အဝင်ဆိုတာအဲ့လိုမျိုးပေါ့အဝင်ပုံစံလေးအောက်ဆိုရင်လည်းကျွန်တော်တို့အထွက်ဆိုတဲ့ပုံစံလေးလူကြီးလေးအောက်ဆိုတာလေးနေပြီးတော့အထွက်ပုံစံလေးရွေးလို့ရပါတယ်ပြီးတော့ဒီမှာအရမ်းမြန်နေတယ်ဆိုကျွန်တော်ကြာလေးလူချင်တာဖြစ်တဲ့အတွက်ဒီနေရာလေးမှာကျွန်တော်တို့အစုံထိတက်လေးနဲ့ဆွဲပေးလိုက်ပါအဲ့ဒါဆိုသူတလုံးချင်းရွေးသွားတော့ပေါ့နော်အောင်ဆိုတဲ့နေရာလေးမှာကျွန်တော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့အမှန်ချက်လေးကိုကျွန်တော်လက်လေးနဲ့တစ်ချက်နှိပ်လိုက်ပါအဲ့မှာဆိုရင်ကျွန်တော်တို့ပြောတဲ့စကားလုံးနဲ့ဒီဟိုဟာနဲ့ပေါ့နော်ဗီဒီယိုဖိုင်လေးနဲ့ကိုင်ကျွန်တော်တစ်ချက်ပြန်ကြည့်မှာပေါ့နော်ဒီနေ့ကျွန်တော်ရဲ့မွေးဒီမှာဆိုရင်ကျွန်တော်တို့အရန်မြန်နေသေးတာပေါ့နော်အရန်မြန်နေတယ်ဒီနေ့ကျွန်တော်ရဲ့မွေးနေ့မှာဒီလိုပေါ့နော်ဒီနေ့ကျွန်တော်ရဲ့မွေးနေ့မှာဒီလိုမျိုးစာတန်းထူလေးနဲ့ပေါ့နော်အဲ့လိုမျိုးလှုပ်သွားပြီးလို့ရှိရင်ကျွန်တော်တို့ကဒီတစ်ခုချင်းအဲ့လိုမျိုးလေးလှုပ်သွားပါတော့ဒီနေ့ကျွန်တော်ရဲ့မွေးနေ့မှာဒီလိုမျိုးလေးလှုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ကမန်ချက်လေးကိုလည်းလေးနဲ့တစ်ချက်ထားလိုက်ပါထောင်ပြီးပြီဆိုရင်ကျွန်တော်တို့က export ထုတ်မှာပေါ့နော်ဒီမှာ export အပေါ်မှာ export ဆိုတာလေးရှိပါတယ်အဲ export ဆိုတာလေးကျွန်တော်လည်းလေးနဲ့တစ်ချက်ထားပါပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီနေရာမှာရွေးလို့ရပါတယ်ကျွန်တော်ကတော့ပုံမှန်ဆိုရင်တော့ဒီ920ပဲထုတ်ပါတယ် Facebook မှာတင်တာဆိုရင်တော့ပေါ့နော်ဒီ1080ကကြတော့ကျွန်တော် YouTube ရဲ့ site ပေါ့နော် Facebook site ကကြတော့920ဆိုတော့ရပြီပေါ့ဗျာပြီးကျွန်တော် export ဆိုတာလေးလက်လေးနဲ့နှိပ်လိုက်လို့ရှိရင် export ထုတ်ပေးပါလိမ့်မယ်ညာဝင်ကြော်ညာလေးခဏကြည့်ပေးလိုက်ပေါ့ဟုတ်ကဲ့ဒီမှာ export ထုတ်လို့ပြီးသွားပါပြီပေါ့နော်ပြီးသွားပြီဆိုကျွန်တော်တို့ရဲ့ဒီ full video ထဲမှာတော့ကြည့်မှာပေါ့နော်ဒီမှာ in short ထဲမှာရောက်မှာပေါ့ in short ဆိုဝင်တယ်မှာဒီနေ့ကျွန်တော်ရဲ့မွေးနေ့မှာဒီလိုမျိုးပေါ့ကျွန်တော်တို့ကဒါကကျွန်တော်အခုပြပေးတာကြတော့ဒီ video file တူလေးနဲ့ပြီးသွားအောင်ပေါ့နော် video file တွေအရန်ရှည်ရင်လည်းမိတ်ဆွေတို့ကြည်ရတာအရန်ဟိုပေပန်းနေမှာဆိုလို့ပြီးလို့ရှိရင်လည်းဟိုဘယ်လိုပြောမလဲ video file အရန် site ကြည့်တဲ့ခါကြလို့ရှိရင်ဒီဖုန်းပေနဲ့သုံးတဲ့ခါကြလို့ရှိရင်ဖုန်းပေတွေအရန်ကုန်မှာဆိုလို့ပေါ့နော်ကျွန်တော်ကတူလေးနဲ့မြန်ဆန်လေးလုပ်ပေးလိုက်တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ video editing နဲ့ပတ်သက်ပြီးတော့မသိနားမလည်တာလေးတွေရှိနေတယ်အခုမှစလေ့လာတော့ပဲရှိသေးတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီ Facebook page ရဲ့ Messenger မှာမေးလို့ရတယ်လို့မျိုးကျွန်တော်ရဲ့ဒီ Facebook page ရဲ့ဒီ video file အောက်မှာလည်း comment လေးရေးပြီးတော့မေးသွားလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီ video file လေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ